2026 ဇန်နဝါရီလ 1 ရက်နေ့မင်္ဂလာစေတော်ညချမ်းတွေပါဒီကနေ့နောက်ဆုံးရရှိထားတဲ့သတင်းကြောင်းရများကိုတင်ဆက်ပြပြခြင်းပါတယ်သတင်းရဲ့အကောင်းဆုံးများကိုလည်းဝေမျှခန်းစားလို့ရပါတယ်ခင်ဗျာပဲခူးမြို့နယ်အတွင်းကဒီဇင်ဘာလ20ရက်နေ့တိုက်ပွဲအတွင်းမှာဗိုလ်ကြီးတဦးနဲ့အရာခံဗိုလ်တဦးအပါအဝင်6ဦးသေဆုံးပြီးအဆင့်5ဦးကိုလက်နက်ခရမ်းနဲ့တူဖမ်းမိထားတယ်လို့ပဲအမတ်နှစ်စစ်စင်ရေးနယ်မြေကသတင်းထုတ်ပြန်ခဲ့ပါတယ်စစ်ကော်မရှင်တာစစ်ကြောင်းဟာပြည်သူ့ကာကွယ်ရေးတပ်တော် PDF အမတ်နှစ်စစ်စင်နယ်မြေအတွင်းသို့ဝေရောက်လာပြီးပဲခူးတိုင်းစစ်ဌာနချုပ်ဗျူဟာ22ကုကဲမှုအောက်ကအမတ်3-3-1တပ်ခွဲ3ကတိုက်ခတ်ခဲ့ပါတယ်စစ်ကော်မရှင်တာစစ်ကြောင်းဟာအင်အား50ထက်မနည်းပါဘူး PDF တပ်ဖွဲ့ဝင်တွေရဲ့တိုက်ခတ်မှုကြောင့်ပြန်ဆုတ်ပြေးရပါတယ်ဒဏ်ရာရစစ်သားများကိုပါဆွဲထုတ်ပြေးတော့ပါတယ်မိထားတဲ့လူတွေကလည်းဒဏ်ရာတွေနဲ့စစ်စည်းရေးတွေလှုပ်ဆောင်နေတယ်လို့ပဲသတင်းရင်းမြစ်ကဖော်ပြထားပါတယ်ခင်ဗျာနှစ်ဖက်တိတွေ့တိုက်ပွဲမိနစ်40ခန့်ကြာမြင့်ခဲ့ပြီးစစ်တပ်ဘက်ကစစ်တပ်ဗိုလ်ကြီးတဦးအရာခံဗိုလ်တဦးစေးဗိုလ်တဦးနဲ့အခြားတပ်သားအဆင့်စစ်သား3ဦးတင်ဆုံးပြီးကြံတပ်ဖွဲ့ဝင်ဟာထိတွေ့ဒဏ်ရာတွေနဲ့ကစစ်ကလျာထွက်ပြေးသွားတယ်လို့ပဲဖော်ပြထားပါတယ်တိုက်ပွဲအတွင်းမှာတနဆက်နယ်လက်အခြားစစ်သုံးပစ္စည်းတွေကိုလည်းတင်စီရမိတယ်လို့ပဲထုတ်ပြန်ထားပါတယ်2025နှစ်ကုန်ပိုင်းကစပြီးစကိုင်းမကွေးနဲ့နေပြည်တော်အပြင်ပဲခူးမှာလည်းတော်လိုင်းတပ်ဖွဲ့တွေစစ်ရေးအစိမ်မြင့်တင်ပြီးမြို့သိမ်းတိုက်ပွဲတွေဆက်လက်ဆင်နွှဲနေပါတယ်ပဲခူးတိုက်ပွဲအတွင်းမှာစစ်ရေးဖော်ဆောင်ပြီးနယ်မြေစိုးမိုးဆောင်ရွက်နေတဲ့အထူးတိုက်စစ်မှာလည်းနောက်ထပ်တိုက်ရင်တရင်ချိုးတပ်ဖွဲ့တစ်ဖွဲ့ကိုလည်းယခုလိုရက်ပိုင်းတွင်းမှာဖွဲ့စည်းတည်ဆောက်ထားပါတယ်ခင်ဗျာ2026ဇန်နဝါရီလ1ရက်နေ့မင်္ဂလာစေတော်ညချမ်းလေးကိုကျွန်တော်ဒီလောက်ပဲတင်ဆက်ပြပြခဲ့ရပါတယ်ဗီဒီယိုလေးကိုဆုံးထိလိုက်ပါကြည့်စုပဲကျေးဇူးတင်ပါတယ်ခင်ဗျာ